ကြောက်ကတော့ဈေးဥပေါက်ကတော့ကောင်းပြီဗျာဈေးဥပေါက်လေးတာကြောထိုးနေရကြောဒါမျိုးကြီးထွက်တယ်ဗျဒါနာနေပါလွတ်ချကုန်ပြီဆရာကြီးကတာလောက်ပါကြောကတော့ဒါအေးစစ်ထိုးရုံပဲအေးစစ်ကိုင်းတော်ရဲပါကိုင်းတော်ရဲ့ဘေးမှာပေါ့ဗျာအေးစစ်စစ်ထိုးရုံပဲဒါကြောလေးထိုးလိုက်နားလိုက်လက်ကျင်းခေါ်ပါဗျာလက်ကျင်းတူးကျင်တဲ့မိတ်ဆွေတွေကတော့ဒါ Facebook page messenger မှာလာပြီးတော့ဆက်တွေ့ပေးပါအဲ့ဒီမှာလာဆက်တွေ့တဲ့ဟာကိုပဲကျွန်တော် confirm လုပ်မှာပါ